အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာလေးကတော့မန္တလေးမြို့ရဲ့ဟိုတယ်တစ်ခုက6ချောင်းပွဲရာ6လက်မှုများဆိုတဲ့ပရလောကဖြစ်ရမှန်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ရုံးရဲ့ YouTube channel လေးကိုလည်း like and subscribe လေးနှိပ်ပေးခဲ့ဖို့တောင်းဆိုချင်ပါတယ်ရှင်။ရန်ကုန်ကနေအလုပ်ကိစ္စနဲ့မန္တလေးကိုရောက်လာတဲ့ကိုမင်းခန့်တယောက်ညနေမှဟိုတယ်ကိုရောက်လာခဲ့ပါတယ်။တခြားဟိုတယ်တွေအကုန်လုံးအခန်းပြည့်နေရကြောင်း32လမ်းနဲ့ဒီဟိုတယ်ဟောင်းလေးမှာပဲတည်ဖို့ဆုံးဖြတ်လိုက်ရတာပါ။အကိုအခန်းလေးရလေးပါညဘက်ဆိုတကားကိုတေချာချက်ထိုးအိပ်ပါလို့အဲ့ကြိုကောင်းလေးကတုံတုံရီနဲ့ပြောပြီးတော့ကန်ပေးခဲ့ပါတယ်။ကိုမင်းခန့်အခန်းထဲရောက်ပြီးရေမိုးချိုးကအိယာဝင်မှုပြင်လိုက်ပါတယ်။ည12နာရီတိတိမှာတော့ရေချိုးခန်းထဲကရေပန်းအလိုလိုပွင့်လာပါတယ်။သူသွားပိတ်လိုက်ပြီးကတင်မော်ပြန်ရောက်တာနဲ့6ကက်ကက်ရေတန်းတစ်ခုကြားလိုက်ရပါတယ်။အခန်းထဲကပူချိန်ရုတ်တရက်အေးစိမ်သွားပြီးမှန်တင်ကုန်ပေါ်ကသူ့ပစ္စည်းတွေကတစ်ခုပြီးတစ်ခုအောက်ကိုလိမ့်ကျကုန်ပါတော့တယ်။သူအိတ်မရတော့ပဲဆောင်းခေါင်းမှုခြုံထားစင်မှာပဲကတင်ချင်းရင်းကနေရှက်ရှက်နဲ့လမ်းလျှောက်တန်ကိုကြားလိုက်ရတယ်။ဆောင်းကြားကနေချောင်းကြည့်လိုက်တဲ့အခါအဖြူရောင်ဝတ်စုံဝတ်ထားတဲ့မျိုးသမီးတစ်ယောက်ဟာမှန်တင်ကုန်ရှိမှထိုင်ပြီးသပင်ဖြီးနေတာကိုမြင်လိုက်ရတယ်။သူမမှာမျက်နှာမပါရှိပဲအသားအရည်တွေကတော့မီးလောင်ထားသလိုပျက်စီးနေပါတယ်။သူမကကိုမင်းခန့်ဘက်ကိုဖြည်းဖြည်းချင်းလှည့်လာပြီးမင်းငါးနေအောင်လာအိတ်နေရလားလို့အကွက်ကွဲအတန်ကြီးနဲ့မေးလိုက်တဲ့အခါကိုမင်းခန့်တယောက်အော်ဟစ်ပြီးအခန်းပြင်ကိုအဝတ်စားတော်မပါပဲပြေးထွက်ခဲ့ပါတော့တယ်။ကိုမင်းခန့်ဟိုတယ်အောက်ထပ်အဲ့ကျိုကောင်လာရှိကိုတုံတုံရီနဲ့ရောက်သွားတဲ့အခါအခန်းဆောင်ဝန်ထမ်းလေးကမအံ့ဩသလိုကြည့်နေပါတယ်။ဒါကဒီအခန်းမှာပထမဆုံးဖြစ်တာမဟုတ်ဘူးဆိုတာသူရိပ်မိလိုက်တယ်။ကိုမင်းခန့်အထုပ်ဘိုးတွေပြန်ယူဖို့ဝန်ထမ်းတယောက်ကိုဖော်ခေါ်ပြီးအခန်းထဲပြန်ဝင်ခဲ့တယ်။အခန်းထဲရောက်တာနဲ့တကားကအလိုလိုပိတ်သွားပြီးနံရံထဲကနေဒုံဒုံဒုံဆိုတဲ့လက်သီးနဲ့ထုရိုက်တန်တွေထွက်လာပါတယ်။အဲ့ဒီအတန်ဟာတနေရာတည်းကမဟုတ်ပဲအခန်းပတ်ပတ်လည်နံရံတွေထဲကနေတပြိုင်နက်တည်းထွက်ပေါ်နေရပါ။ဝန်ထမ်းဖြစ်သူကအကိုမြန်မြန်လို့သူစိတ်ဆိုးနေပြီလို့တိုးတိုးလေးသတိပေးလိုက်တယ်။နံရံပေါ်ကပိုစတာကားချက်တွေကလည်းအလိုလိုကွာကျလာပြီးနောက်ွယ်မှာငါ့ကိုကူညီပါဆိုတဲ့စာသားတွေကိုသွေးရောင်နေနဲ့ရေးသားထားတာကိုတွေ့လိုက်ရတယ်။ကိုမင်းခန့်အထုပ်တွေကိုဆွဲပြီးပြေးထွက်ဖို့ပြင်စင်မှာပဲအခန်းထဲကရှေးဟောင်းတယ်လီဖုန်းကြီးမြည်လာပါတယ်။ကြောက်ကြောက်လန့်လန့်နဲ့ဖုန်းကိုကိုင်လိုက်တဲ့အခါတစ်ဖက်ကနေထွက်လာတဲ့အတန်လူတန်မဟုတ်ပဲစူးရှာရှာအော်ဟစ်တန်ကြီးပါ။သူတို့အခန်းပြင်ကိုရောက်မှကိုမင်းခန့်နောက်ဆုံးချိန်လှည့်ကြည့်လိုက်မိတယ်။ရေချိုးခန်းထဲကမှန်တင်ကုန်ပေါ်ကမှန်ချက်ကြီးပေါ်မှာငွေရည်တွေဖုံးနေပြီးအဲ့ဒီငွေရည်တွေပေါ်မှာကလေးတယောက်ရဲ့လက်ဝါးရလေးကတဖြည်းဖြည်းထင်လာတယ်။အမျိုးသမီးတွေမကပဲကလေးတယောက်ပါဒီခန်းထဲမှာရှိနေရဆိုတော့သူသဘောပေါက်လိုက်တဲ့အချိန်မှာတော့သူ့ရဲ့ကြောရိုးတစ်ခုလုံးအေးစိမ်သွားရပါတယ်။ဟိုတယ်ရဲ့ဖုံးထားတဲ့သမိုင်းကြောင်းကိုနောက်ပိုင်းမှာစုံစမ်းကြည့်လိုက်တော့သိလိုက်ရတာအဲ့ဒီဟိုတယ်ဟာအရင်ကတထေးတူရဲ့အိမ်အောင်ဖြစ်ခဲ့ပြီးအိမ်မော်မာလေးနဲ့သူမရဲ့ကလေးငယ်ဟာအခန်းလေးထဲမှာပိတ်လောင်ခံထားရရင်မီးလောင်သေးဆုံးသွားခဲ့ရလို့ဆိုကြပါတယ်။သူတို့ရဲ့ဝိညာဉ်ဟာခုထက်ထိအဲ့ဒီအခန်းထဲကနေထွက်မသွားနိုင်သေးပဲတဲခိုသူကို6လနေခဲ့ရပဲဖြစ်ပါတယ်။